စီသူရှင်တို့ဒါဘာလုပ်နေကြရလဲအိမ်ဖော်မမြို့ကငါ့ကိုကူဖို့တက်ခေါ်ထားတာလေငါလည်းဖောက်ပြန်မဟုတ်ဘူး你不能让对谁呀嘞？ လိုပြီနင်းနဲ့တူလိုနိုးလာရမနဲ့ခင်းလေးရမ်းသဘောကျတာပဲ 他说我非到漂亮没喏。 ဟာကော်ဖီလေးကမွေးနေတာဒီလိုကော်ဖီလေးရဲ့နင်းရဲ့ကိုယ်နာမှာရှိတယ်ကိုဘာမှမလုပ်တော့ 他包过诶，你呀，过那嘛都在弄心里嘛。 သိကြရနော် ဟယ်လိုနှင်းပြော ကိုနင်ကုမ္ပဏီလုပ်တယ်နဲ့လေပင်ပန်းနေလို့အဲ့ဒါလေးအိမ်အတွက်ကိုအကူလေးလိုတာပေါ့နော်အားနဲ့အိမ်ကူခေါ်ထားလိုက်တယ် ဒီနေ့အဆင်ပြေဆိုတော့လုပ်ပါဘောတော့အိမ်မှာလူပိုတယောက်ရှိတော့လည်းနေရထိုင်ရကြုံတော့ကြုံတာပဲခံဘာဖြစ်ပေါ့နှင်းသဘောပါနှင်းဥခင်ပြီးတာပါဒါပဲနော်ဆို ကိုဒါနင်ပြောတဲ့နင်တို့အိမ်ကူပေးမဲ့မာယာလေ မင်္ဂလာပါကိုစီတူ မင်္ဂလာ ကျမမနေမြတ်အတွက်ကောင်းဆုံးစူးစမ်းပါပြီ ကဲဒါဆိုလို့ရှိရင်မာယာကိုမတို့အိမ်မှာဒီလိလုပ်တဲ့ကိစ္စလေးအတွက်ကိုပြလိုက်မယ်နော်မတို့တော့ဒီကိစ္စလေးကိုတာဝန်ကြည့်ပေးပေါ့ဟုတ်ပြီလား ကျမကောင်းဆုံးစူးစမ်းပါမယ်နော် ကိုစီတူအခုချိန်ကြီးအလုပ်တွေလုပ်နေရတော့ပြန်မနေမှထင်တော့ပြောလာလို့ရ ကိုလည်းတနေ့ကုန်တကယ်ပြင်ပန်းနေတာပေါ့နော်ကျေးဇူးပဲဟာမင်းကော်ဖီကကောင်းလာပြီလား မမနေမြတ်လည်းရမလို့ကိုစီတူမကြိုက်ပါဘူးမာယာစိုးရိမ်နေတာကောင်းပြီဆိုတော့ကျွန်တော်လည်းထပ်ပြောပြမယ်နော် ကိုနင်တို့ဒီလိုလက်ဆောင်ထမင်းမစားဖြစ်တာတော့တော်တော်ကြာသွားပြီနော်အလုပ်တင်များနေလို့လားကို ကိုစားခြင်းလည်းမရှိပင်ပန်းနေတွားလာတော့မယ် မေတူကိုစီတူလေးဒီအပိုင်းအရင်ပြောင်းလဲနေတယ်သိလားသူငါ့ပေါ်စိတ်မပါဘူးဖြစ်နေလေဟာနောက်တစ်ခုကကြတော့ဒီအပိုင်းသူ့ကိုကြည့်ရတာသူ့အချစ်တရားချအိတ်ချအေးစမ်းနေငါ့ကိုအမြဲရှောင်နေတယ်အမြဲတမ်းတက်နဲ့ရှိရကူကလေအခုသူမဟုတ်သူလို့ပုံစံပဲဖြစ်နေရဲ့မေတူရဲ့ငါစိတ်ထဲမှာလေကိုစီတူနဲ့ပတ်သက်ပြီးတခုခုခံစားနေရတယ် နင့်မြတ်ငါလည်းဒီတစ်ခါကိုနင်တို့အိမ်လာရတာကိုစီတူကြည့်ရစိတ်ထဲမှာတစ်မျိုးကြီးဟိုအိမ်မကောင်မလေးကလည်းငါစိတ်ထဲတိတ်မကြိုက်ဘူးနော်လိုအပ်တက်ပို့တယ်နင့်မြတ်နင်မပေါ့နဲ့နော်အဲ့ဒါဘာဖြစ်ပါတစ်ခုခုဆိုငါရှိရနော်နင်အခုတော့အိပ်ပြောင်းအိပ်လိုက်အောင်
အေးအဲ့ဆိုလဲနင်လည်းအေးစင်းသားယူလိုက်လေနော်အခုမှလာရတာဆိုတော့ โอเคတကယ်ချင်းအဲ့ဆိုရင် good night နော်ကြားရမယ် ကိုစီတို့ရှင်တို့ဒါဘာလုပ်နေကြရလဲအိမ်ဖော်မနင်ကငါ့ကိုကူဖို့တက်ခေါ်ထားတာလေငါလည်းလည်းဖောက်ပြန်မဟုတ်ဘူးဟာနင်ဘယ်လိုလုပ်သိရရလဲ နေမြတ်မေမာရောက်ထိစရာအကြောင်းမရှိဘူးမာရောက်ချစ်နေပြီဒါပေမဲ့ခုငါအရင်ထွက်သွားတယ်ဘယ်ထွက်သွား နင်မြတ်ဘာဖြစ်သွားသေးလဲပြန်တဲ့အကောင်နဲ့မိတ်မရှင်မနင်တော့ငါတငယ်ချင်းထိစရာမလိုဘူးနင်ဘာဖြစ်သွားသေးလဲဘာဖြစ်သွားသေးလဲနင်ဒီနေ့နင်မြတ်ကိုလှုပ်တဲ့လှုပ်ရကအရမ်းများသွားပြီငါဒီတိုင်းကြည့်နေမှာမဟုတ်ဆိုတော့နင်မှတ်ထားလိုက်ဒီတိုင်းကြော်သွားလို့မရဘူးနင်မြတ်လာလူရောက်မှနေနေနဲ့ဟောသွားနင်မြတ်ငါကိုစီတူကိုကြည့်ရတာစိတ်ထဲမှာမတင်ငါဘူးပဲငါအပိဆရာစီကိုခေါ်သွားဖို့တော့နင်ကိုလိုနေပြီ သမီးရဲ့ခင်မကိုစီသူကသမီးကိုစိတ်ကုန်တာမဟုတ်ဘူး။မာယာဆိုတဲ့အမျိုးသမီးကသမီးအိမ်ကိုမလာခင်တည်းကကျူတင်ချန်စီအကောင့်တွေဖော်ထားခဲ့တာ။အိမ်ပြန်ရောက်တော့သမီးတို့ကြည်ကြည်နူးနွေးထွေးမှုတွေကိုပြင်ပြီးသူ့ဘဝမှာသူလိုချင်ခဲ့တာတွေကိုသမီးလိုဘဝမျိုးမရခဲ့တော့သမီးအပေါ်မှာစိတ်နာတဲ့စိတ်ပြီးတော့ကိုစီသူကိုလိုချင်တဲ့စိတ်ကြောင့်အခုလိုအောင်လန်းနေနဲ့ပြုစားတာ ဆိုရင်ဒါဆိုရင်ကျမရဲ့မျိုးသားပြုစားခံရတာပေါ့နော် ဟုတ်တယ်သမီးကဘာသာရေးအားကောင်းတော့သမီးကမထိခဲ့ပြီကိုစီသူကတော့မူလချစ်စိတ်ကိုလုံးဝထိချုပ်ခံထားရပြီသမီးရဲ့ဘာမှမပူပါနဲ့သမီးရဲ့ဆရာသမီးတို့အစီအမံတွေလုပ်ထားပေးမယ်သမီးအိမ်ကိုပြန်ပြီးကိုစီသူရောက်ဟုတ်ပြီလားကဲတော့ကြတော့ ဘယ်လိုဖြစ်လို့ဒီကိုရောက်နေရလဲဟမ်ငါမိမရောနင်းမြတ်ရောနင်းမြတ်ကိုခေါ်ပေးငါဒီမိမနဲ့ရှင်းရမှာမဟုတ် ရှင်ဘယ်မှမသွားဘူးအခုကျမရှင့်မိန်းမပဲ မင်းကဘာလုပ်ထားရလဲဟမ်ငါချက်ချင်းလုပ်ပဲနင်းမြတ်ဟမ် နားတော့ညင်းနေတာပဲခုညမကျမပိုင်တယ်ကျမစင်းရဲတဲ့ဘဝတွေကိုလုံးဝပြန်မသွားနိုင်ဘူးရှင်တို့ခံစားဘူးတော့ဘယ်နားလေပါမလဲဟုတ်ဒီရင်ထဲမှာရှင်မကျမနဲ့နိုင်လောက်ပေါ့
ကျမရှင့်မိန်းပါပဲရှင့်အုံနောက်ထဲမှာမှတ်ထားလိုက် မာယာနင်အခုချက်ချင်းကိုစီတို့လွတ်လိုက်နင်ရဲ့အောက်လန်းနေတာထပ်လန်းကိုလုံးဝမနိုင်နိုင်တော့ 你没了吧？我给，我就会皮包。 အားလုံးအေးဆေးသွားပြီနော် 你不当妈妈你，把你骗到妈那么丢的了，过来不弄嘛，天穹都没压着。过你们西门那来呢，到底是我们他们都别生那的了，喏，过他们妈呢，那喏过看了吧喏。 နင်တို့ဘွားမလေးနင်တို့မမြင်နိုင်တဲ့အရာတွေအများကြီးရှိရဆိုတာနင်ကောင်းကောင်းသိသွားပြီဘာပဲပြောပြောကိုယ့်ရဲ့စိတ်တွေနင်စီအခုလိုပြန်ရောက်လာတာပဲနင်ကျဉ်းနေပါပြီကိုယ်ရဲ့နောက်ပြီးတော့နင်တို့လိုအခုလိုအိမ်တော်ရင်းမျိုးတွေကြုံလာတဲ့အခါမှာအရာကုနဲ့ကုပေးတဲ့အခုလိုဆရာလိုဆရာရှိနေလို့တာပေါ့အားကြောင့်နင်တို့ခုလိုပြန်ပေါင်းခွင့်ရတာကိုရဲ့ ဘာလဲနေကိုလေလေနောက်ကြရင်ဘာသာရေးကိုတေချာဒီဇိုင်းမမတ်လုပ်မယ်နော်ကိုခရီးပေးတယ်နော်နေနော် ကျမတို့လိုအိမ်တော်ရေးအချစ်ရေးပြဿနာတွေရှိလို့ရှိရင်ဆရာဆိုင်းဝေဖြိုးကိုတတိယလိုက်ပါနော် မာယာကကျွန်တော်တို့နှစ်ယောက်ရဲ့အိမ်အောင်ရေးကိုအောက်လန်းနီးနဲ့ဖြက်လို့ဖြက်စီလုပ်ခဲ့တာတော့မှဆုံးသက်မှာတော့ဆရာဆိုင်းဝေဖြူရဲ့ကောင်းမွန်တဲ့စီမံနေကြောင်းကျွန်တော်အရန်ချီရတဲ့လေးမြတ်နဲ့ပြန်လဲပေါင်းဆက်ခွင့်ရခဲ့ပါတယ်ဗျာ စီးပွားရေးအိမ်တော်ရေးလိန်လူချင်းမှုရေးရာပြဿနာတွေကိုယုံကြည်စွာဖြေရှင်းချင်ရင်တော့ဆရာဆိုင်ဝေပြိုးကိုတတိယလိုက်ပါနော် ဆက်သွယ်ရမယ်ဖုန်းနံပါတ်လေးကတော့3992066656ကို Telegram Viber Facebook Messenger ကနေပြီးတော့အသေးစိတ်ဆက်သွယ်ဆောင်ရွက်မေးမြန်းနိုင်ပါတယ်ရှင်